အားလုံးပဲမင်္ဂလာပါ31ရက်နေ့12လပါ2025ခုနှစ်တောင်ကြီးမြို့တောင်ကြီးအကစားကွင်းမှာရှင်နယ်ကစားခဲ့တဲ့ရှမ်းယူနိုက်တက်အသင်းနဲ့ရန်ကုန်ယူနိုက်တက်အသင်းတို့ရဲ့ပွဲစဉ်ပြီးဆုံးခဲ့ပါတယ်တစ်ဖက်ကိုဂိုးမရှိသေးရလက်နဲ့ပါအဲ့ဒီပွဲစဉ်နဲ့ပတ်သက်ပြီးတော့မက်ဆက်ကီအနီကတ်ထိခဲ့ပါတယ်အဲ့ဒီမှာရှမ်းယူနိုက်တက်ကဝါကတ်9ကတ်နီကတ်1ကတ်ရန်ကုန်ယူနိုက်တက်ကဝါကတ်9ကတ်ထိခဲ့တယ်လို့ပွဲလဲတော်တော်လေးစူခဲ့ပါတယ်အဲ့ဖြစ်ရနဲ့ပတ်သက်ပြီးတော့မြန်မာနိုင်ငံဘောလုံးဖွဲ့ချုပ်မြန်မာNational League ကတော့တစ်တန်နဲ့ကိုချမှတ်ခဲ့ပါတယ်မက်ဆက်ကီကိုတော့9ပွဲပဲတစ်တန်နဲ့ရန်ကုန်ယူနိုက်တက်အသင်းကတော့ဒဏ်ငွေ3သိန်းရှမ်းယူနိုက်တက်အသင်းကလည်းဒဏ်ငွေ3သိန်းဝါကတ်9ကတ်ထိခဲ့လို့တဲ့နောက်ပြီးတော့မက်ဆက်ကီကိုတော့ဒဏ်ငွေ10သိန်းကြားခံမှုအတွက်အတီးတီးတစ်တန်ချမှတ်ခဲ့ပါတယ်ရှမ်းယူနိုက်တက်ကစားသမားမက်ဆက်ကီကတော့သူ့အနေနဲ့ကောင်းစီသူကိုတလူ6နဲ့ကံမိတဲ့ထိရမတော်တဆထိရဖြစ်တယ်လို့ပြောခဲ့ပါတယ်တပွဲပြီးချင်းမှလည်းသူတောင်းပန်ခဲ့တယ်လို့လည်းသူပြောခဲ့ပါတယ်သူအနေနဲ့ကွင်းထဲကနေထွက်လာတဲ့ချိန်မှာသူလို့ဆဲဆိုခဲ့တာတော့ရန်ကုန်ယူနိုက်တက်ကစားသမားမင်းကျော်ခန့်တယောက်တည်းကိုပဲဆဲခဲ့တာလို့ပြောပါတယ်ဘာဖြစ်လို့ဆဲလဲဆိုတော့လွန်ခဲ့တဲ့ရပ်ပိုင်းဆုံးသွားခဲ့တဲ့သူ့မိကိုစော်ကားပြောဆိုခဲ့တဲ့အတွက်အဲ့လိုမျိုးသူဆဲခဲ့ရတာဖြစ်တယ်လို့လည်းသူအနေနဲ့ပြောပြီးတော့တောင်းပန်ခဲ့ပါတယ်။ဘာပဲတည်းကစားသမားတွေအနေနဲ့ကလည်းလူသားတွေဖြစ်တဲ့အတွက်တစ်ခါတလေမှာတော့အမှားနဲ့တော့မကင်းပါဘူး။ဒီအတွက်လည်းပြည်သက်တွေအနေနဲ့လည်းနားလည်ပေးမယ်လို့ညွှန်လင့်ပါတယ်။ဒါတော့မက်ဆက်ကီပွဲပြီးအနိကထိပ်ပြီးတော့ကွင်းထဲကနေထွက်သွားတဲ့ပုံရိပ်ဖြစ်ပါတယ်။ဒီမှာဘောလုံးကိုလည်းဒီထက်ပိုပြီးအားပေးကြဖို့ဖိတ်ခေါ်ပါတယ်ဒါကတော့ပြစ်တက်အနေနဲ့ပတ်သက်ပြီးတော့တွေ့ပြတာပါအားလုံးကျေးဇူးတင်ပါတယ်မြန်မာနိုင်ငံဘောလုံးဖွဲ့ချုပ်ကလည်းဒီထက်ပိုပြီးတော့ကောင်းမွန်တဲ့မြန်မာ National League ပြိုင်ပွဲတွေကိုဖန်တီးပေးဖို့လိုသလိုပြည်သက်တွေကလည်းဒီထက်ကောင်းမွန်တဲ့အားပေးမှုတွေနဲ့ကစားသမားတွေရောအသင်းတွေရောပတ်မိုးပေးဖို့လိုပါတယ်မဆက်ကီကတော့သူဆဲဆိုခဲ့တာမင်းကျော်ခတ်တယောက်တည်းကိုရည်ရွယ်ခဲ့တာလို့ပြောပါတယ်အားလုံးလည်းသူ့အနေနဲ့ပြန်လဲတောင်းပန်ခဲ့ပါတယ်ဒါပေမဲ့သူ့အနေနဲ့ကတော့9ပွဲပဲတစ်တန်ချမှတ်ခံခဲ့ရပြီလည်းဖြစ်ပါတယ်။ဒါ National League လည်းဒီထက်မကလူစိတ်ဝင်စားပြီးတော့ပုံမအားပေးနိုင်ပါစေလို့လည်းဆုတောင်းပါတယ်။ဒီမှာ National League နဲ့ပတ်သက်တဲ့အတွေ့အကြုံတွေပတ်သက်တဲ့အမှတ်တရတွေကိုလည်းအောက်က comment မှာရေးပေးခဲ့ဖို့ကျွန်တော်အနေနဲ့နေတရခံပါတယ်။ဒီမှာ National League 2009ခုနှစ်ကနေစခဲ့တာတည်ပြီးတော့အခုဆိုတော့2026တိရောက်ရှိလာပြီလည်းဖြစ်ပါတယ်။ဒီမှာဘောလုံးကလည်းဖြည်းဖြည်းနဲ့နေတက်ရမစားနေငယ်နေကြနေတဲ့အတွက်ပြည်သက်တွေအားပေးဝန်းရံမှုအများကြီးလိုအပ်ပါတယ်။ကျေးဇူးတင်ပါတယ်။